ပင်လယ်ထဲမှာချစ်စရာကောင်းတဲ့လိဖြီများလိရှိလေးများဟာရင်းညှိပင်များပေါ်များသောတန်တာကြောက်တန်းများမှာနေထိုင်ကြပါတယ်။သူတို့ရဲ့အစိမ်းရောင်ခန္ဓာကိုယ်ကြောင့်ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာဖြစ်နေပါတယ်။လိဖြီလေးတွေဟာသူတို့ရဲ့ချစ်စရာကောင်းသောအသွင်ဖြင့်သေးငယ်သောအရွယ်အစားနဲ့အလင်းမီအစာချက်နိုင်စွမ်းတို့ကြောင့်ပင်လယ်ကိုချစ်မြတ်နိုးသူတွေနဲ့ရင်ကိုသမားများအကြရေပန်းစားသောတတဝါလေးများဖြစ်ကြပါတယ်။သူတို့ဟာတဘာဝတရားကြီးရဲ့အံ့ဘွယ်တရဝလေးများအနှက်မှတကောင်အဖြစ်လဲသတ်မှတ်ခံထားရပါသေးတယ်။လိဖြီများဟာပင်လယ်ခယူလေးမျိုးနယ်ဝင်နေဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့အသွင်ပြင်နဲ့အလင်းမီအစာချက်နိုင်စွမ်းကြောင့်လူတီများလာပါတယ်။သူတို့ဟာအရှည်9မီလီမီတာခန့်သာရှိပြီးဂျပန်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားနိုင်ငံတို့မှာတွေ့ရတတ်ပါတယ်။လိဖြီလေးတွေဟာတိုးငယ်များနဲ့ဆင်တူသောချစ်စရာကောင်းသောမျက်နှာလေးတွေရှိပြီးမျက်လုံးအကြည်လေးများနဲ့အနက်ရောင်အစွန်းများပါဝင်သောနရွက်လေးများရှိကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကိုအစိမ်းရောင်အရွက်များနဲ့တူသောကာရာတာများဖြင့်ဖုံးအုပ်ထားပြီးရင်းညှိပင်များနဲ့အလွယ်တကူရောနှွေးသွားစေနိုင်ပါတယ်။